အားလုံးကိုမင်္ဂလာပါလို့ဒီကနေ့ညနေမှာအကြောင်းအရာတစ်ခုလေးနဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုတူထီချင်းခံစားရတယ်။ကျမ်းစာဖတ်နေရင်းနဲ့လည်းဒီအရာလေးကိုထပ်လက်ပြီးတော့မှပြန်လည်၍စင်ကြင်မိတယ်ဆိုတဲ့အရာလေးကိုခွန်အားရလို့ပြန်လည်၍တတ်သိခံခြင်းဖြစ်ပါတယ်။အဲ့တော့ပထမဆုံးဗျာဒိတ်ကျမ်းခန်းကြီး3အငယ်19မှာဗာပြောထားလဲဆိုတော့ငါချစ်သမျှသောသူတို့၏အပြစ်ကိုငါစစ်ဆေး၍တဲ့သူတို့ကိုဆုံးမတတ်၏ထို့ကြောင့်တဲ့ကိုယ်စိတ်ကိုတဲ့ကိုနှိုးဆော်လောနောင်တရလောတဲ့ဗျာဒိတ်ခန်းကြီး3အငယ်19မှာပြောထားတဲ့အရာလေးဖြစ်ပါတယ်အဲ့တော့ဘုရားသခင်ချစ်သမျှသောသူတို့ကိုတဲ့ဘုရားသခင်ကမလုပ်မလဲဆိုတော့အပြစ်စစ်ဆေးမယ်တဲ့အဲ့ဒီအပြစ်စစ်ဆေးပြီးဘာလုပ်မလဲဆိုတော့အဲ့ဒီပေါ်မှာဆုံးမမယ်တဲ့အဲ့ဒီအရာလေးကိုကျွန်တော်စင်ကြင်မိတယ်ဒီကနေ့ကျွန်တော်တို့ကိုဖခင်ရခင်ဘာကြောင့်ဆုံးမတာလဲကျွန်တော်တို့ဘာကြောင့်ဒီအရာတွေတွေ့ရတာလဲဒီကနေ့ကျွန်တော်တို့အပြစ်တွေရှိတဲ့လောက်တဲ့အခါမှာအဲ့ဒီအပြစ်တွေကိုဖခင်ကစစ်ဆေးပြီးတော့မှကျွန်တော်တို့ကိုဆုံးမသွန်သင်တယ်အဲ့တော့တနည်းအားဖြင့်ဓမ္မဟောင်းမှာဆိုရင်ဘု து ကိုကြည့်ရမလဲဆိုတော့ဒါဝိဒ်ရဲ့အသက်တာကိုကျွန်တော်တို့ကြည့်လို့ရတယ်ဒါဝိဒ်ကနော်စစ်မတိုက်ဖ ೇನೆ နန်းတော်မှာအိတ်နေတဲ့ခါမှာပြီးတော့မှသူလမ်းတော်မှာလမ်းလျှောက်တဲ့ခါမှာဘာတရှိဘကိုတွေ့တယ်ဘာတရှိဘကိုတွေ့တဲ့ခါမှာဘာတရှိဘနဲ့ပြစ်မှားတယ်ပြစ်မှားပြီးတော့မှဘာတရှိဘယောက်ျားကိုလည်းသူကရှေ့တန်းမှာတတ်လိုက်တယ်တက်ပြီးတော့မှသူယောက်ျားတည်ပြီးဆိုပြီးတော့မှဒီကနေ့ဘာတရှိဘကိုပြန်ပြီးတော့မှလက်ထက်မယ်ဆိုတဲ့အရာလေးကိုသူကြံစီတယ်ဒါပေမဲ့အဲ့ဒီအပြစ်ကိုဘုရားကစစ်ဆေးတယ်ဘုရားကသိတဲ့အခါမှာဘာလုပ်လဲဆိုတော့ပြန်ပြီးတော့မှဒါဝိဒ်ကိုဆုံးမတယ်ဆိုတဲ့အရာလေးကိုတွေ့ရတယ်အဲ့ဒီအပြစ်ကိုပေါ်ပြတယ်ဆိုတဲ့အရာလေးကိုတွေ့ရတယ်အဲ့တော့အဲ့ဒီအရာလေးကိုစင်ကြင်ခြင်းအဖြစ်ဒီကနေ့ကျွန်တော်တို့ရဲ့လုပ်တဲ့အရာတွေဒီကနေ့ကျွန်တော်တို့ဘာလုပ်နေလဲနှောက်ွယ်မှာကျွန်တော်တို့ဘာလုပ်နေလဲနှောက်ွယ်မှာကျွန်တော်တို့ဘာကြီးကင်နေလဲနှောက်ွယ်မှာအဲ့ဒီအရာပေါ်မှာဖခင်ကဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကိုပြန်ပြီးတော့မှစစ်ဆေးမယ်အဲ့ဒီစစ်ဆေးပြီးတော့မှအဲ့ဒီအပေါ်မှာဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ကိုဆုံးမပုံသင်အောင်မယ်ဖြစ်တယ်ဆိုတဲ့အရာလေးကိုဒီကနေ့ခွန်အားယူမိပါတယ်အဲ့အတွက်ဒီအရာလေးအဖြစ်တသက်ခံဝင်ရပါတယ်အားလုံးရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေ